ဒါဝါဘော်ကကိုပစ်တာတယောက် enemy နဲ့ရလိုက်ပါပြီသူရဲ့ညာဘက်ချမ်းအောက်ဖက်မှာလဲ enemy တစ်ကောင်ရှိနေပါတယ်သူ့အောက်က enemy လှုပ်ရှားတာကြည့်နေရင်ကိုပစ်တာတယောက်စိတ်မထိန်နိုင်ပဲစပစ်ပါတော့တယ်ဟုတ်ကဲ့မထိပါဘူးကိုပစ်တာတယောက်ထပ်ပစ်ပါတယ်ဒီတခါတော့ထိသွားပါပြီနော်သွားတဲ့ enemy ကိုဒူးလေးကြီးထုတ်ပြီးအံ့ပါတော့တယ်လွဲသွားပါတယ်ချီးပဲကွာထီးလို့မပဲထီသွားပြီဒီလိုနဲ့ပဲကိုပစ်တာတယောက်ကျန်တဲ့ enemy တကောင်ကိုလက်စတက်ဖို့လုပ်ပါတော့တယ်shit ကိုပစ်တာလေးစချင်းပြီးစင်ကယ်ပြောင်းပါတယ်enemy ကကိုပစ်တာကိုမခန့်လေးစားနဲ့လမ်းပစ်ပါတယ်ကိုပစ်တာရဲ့လေးစစင်ကယ်ပြစ်ချက်တွေအောက်မှာ enemy တကောင်တော့သွားခဲ့ရပါပြီသူငယ်ချင်းတို့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်အကောင့်လေးကိုလည်း follow လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်